ဖြစ်ပါတယ်ဒီနေ့ကျတော့ခိုင်းမှလည်းဆိုတော့ဒီဖြစ်ပါတယ်ပြလိုက်ကြရအောင်နော်ပထမဆုံးအနေနဲ့မာရှာလေးလေးနော်ကဲမာရှာလေးမှနေမှာပါကိုအောင်ကိုပါမိုးရွာနေပါတယ်အလဲလေးနှုတ်ကောင်းပါလေဟိုဘာနော်မကဲလို့ဒီကိုတခုပြောချင်တာကလို့ဆိုprofessional makeup တဲ့တာမဟုတ်ဘူးဒီနေ့ဘာတက်ထားတယ်မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့နော် makeup လို့တည်တဲ့အခါမှာ try ကြည့်ခြင်းနဲ့လောက်ကြည့်ခြင်းနဲ့အဲ့တော့ပေါ့နော်ရားတဲ့ပုံစံနဲ့ try ကြည့်ရမျိုးပဲဖြစ်ပါတယ်ရိုင်းမဲ့ဘာမှဒီလေးကတင်တာမဟုတ်တဲ့အတွက် format ကြားစင်မှလည်းချပါမယ်ဒါပေမဲ့စူးစမ်းကြည့်ရပေါ့နော်စူးစမ်းကြည့်တာရားတော့လေကောင်းတော့ပါအခုလေဒီ makeup look လေးကိုကြားမလားပေါ့နော်ပိုင်းကြည့်မှာဖြစ်ပါတယ်ကျလို့ဒီခု comment ကြတာမှားရရှိလို့ရှင်တော့ပြန်ပြီးပါမဆိုင်လို့တော့ဆိုတော့ foundation လေးမှာမယ် foundation ကတော့ပြလာပါမယ်တော်လေးကိုညိုးတဲ့ထဲပါပါတယ်ကျွန်တော်ကလည်းဒီပါလေမင်းကခမလာကြောက်ကျွန်တော်မတက်တော့ဘူးနေလို့ချမ်းနေပဲတာကတော့တော်လေးညိုးပါတယ်ခုကကိုဆက်လာလိုက်မျက်လုံးပေါ့နော်ဒီကနေ့မျက်လုံးအေးရှာနေတယ်ဒါကမရှိဘူးဒီဟာလေးနဲ့အင်ကြည့်ပါနော်အမြင်လေးပါနော်ဒီတော့ကျမတိုးလေးနဲ့လေးစလိုက်ပါမယ်ဟာလာနေလားချင်းမာเอาการมาเห็นหรือเปล่าไหมจะเอาไหมดีค่ะkita pilih sirami belum ini còn lên nó hơi như thế nào bò cái này đây chị ạ
ဆိုတာလေးစိမ်းမှာနဲ့ထလိုက်တာအမျိုးလေးပဲပုံမှာအမျိုးလေးနဲ့အဲ့အမျိုးမှာပုံမှာဘဝအရင်စွာနေပါဘူးမြတ်တာသူမသုံးပါဘူးမစကားလည်းသုံးပါဘူးမြတ်တာလည်းသုံးလည်းမသုံးတတ်ပါဘူးနောက်တိုင်းတော့ခိုင်းမှုနေပါလေအခုရောက်ကြတော့ဒီလိုမျိုးဖြစ်နေမစကားလေးနည်းနည်းသုံးပါနော်အခုတော့ဒီဟက်ဒီလေးလိုက်ပါမယ်ညဆောင်မှာမူးတဲ့တော့ခက်လိုက်ခက်ပါတယ်ဒါမဲ့ချမ်းမြေ try ကြည့်ရဆိုတော့လေချမ်းမြေစင်တော့ပြင်နေတယ်
up ပစ္စည်းကတော့သုံးတဲ့ make up ပစ္စည်းမပြည့်စုံပါဘူးရှိတဲ့ make up ပစ္စည်းနဲ့လည်းဒီလိုလေးရလို့တာဖြစ်တဲ့အတွက်အမှားလေးပါနိုင်ပါတယ်ပြီးတော့မပြည့်စုံတာလည်းဖြစ်နိုင်ပါတယ်အဲ့အတွက်သိခံကြပါပြီးတော့ဒါအရင်ညိုတဲ့လူဖြစ်တဲ့အတွက်တော်တော်လေးတော့ပေါ်လိမ့်နေရပါတယ်အဲ့ရှိတော့ရှိပါတယ်ဒါလေးကိုဆောင်းအောင်ကြည့်ပေးကြရဲ့ဒီအားလုံးကျေးဇူးတင်ပါတယ်ပြီးတော့အားလည်းပေးသိချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်